Hello guys ကျွန်တော်ကတော့ Infinity Cat MMB Tournament Owner Creator X ပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ Infinity Cat Summertime Tournament ဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ Champion Trophy နဲ့ Player Medal တွေကိုလည်း Champion အသင်းစီကိုအောင်မြင်စွာပေးပို့ခဲ့ပြီးအခုချိန်မှာပြိုင်ပွဲဆော့ရတာစိတ်ဝင်စားတဲ့ Mobile Legends Player တွေအတွက်ပြိုင်ပွဲလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒါကတော့ Infinity Cat Season 4ပဲဖြစ်ပါတယ်။ Trophy ဆိုတာ Champion အသင်းတွေအတွက်မဖြစ်မနေပိုင်ဆိုင်ထားတဲ့ achievement တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ Infinity Cat Season 4မှာလည်း Champion အသင်းအတွက် Trophy နဲ့ Player Medal ကိုထည့်သွင်းကြီးမြင့်သွားမှာဖြစ်ပါတယ်။ Total Prize Pool အနေနဲ့8သိန်းကျပ်ပါဝင်မဲ့အပြင် Upper Final, Lower Final, Grand Final တို့ကိုလည်း All Skill ပွင့်နဲ့ Tournament Run, YouTube Live, Caster နဲ့စောင့်စားသွားမှာဖြစ်ပါတယ်။ပထမစုအနေနဲ့ငွေသား2သိန်း Champion Trophy, Player Medal, Jersey Design ဒုတိယစုအနေနဲ့ငွေသား1သိန်း Jersey Design တတိယစုအနေနဲ့9000 Jersey Design စတုတ္ထစုအနေနဲ့2000 Jersey Design တို့ကိုပေးရချင်းမြင့်သွားမှာဖြစ်ပါတယ်။ဝင်ကြီးအနေနဲ့ကတော့တသိန်းကို1000ကျပ်ပါ။ရှင်ပြိုင်ရမယ့်ပုံစံကတော့ Group Stage, Swiss Stage, Play-off ဆိုပြီးတော့အဆင့်3ဆင့်နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့စုစုပေါင်းကြာချိန်ကတော့13ရက်ကြာမြင့်ပါမယ်။ Player တွေအနေနဲ့ည9နာရီနဲ့ည10နာရီအတွင်းမဖြစ်မနေအားပါမယ်။မေလ18ရက်နေ့ဆိုရင်ပြိုင်ပွဲစတင်မှာဖြစ်လို့အချိန်မဆွဲပဲအမြန်ဆုံး Register လာတင်လိုက်ပါ။ခုပြထားတဲ့ Telegram အကောင့်မှာ Register လာတင်ပေးကြပါ18သိန်းကတော့ Register ကုန်ဖမ်းပြီးပါပြီ See you guys